ပန်းမွင့်တိုင်းမှာသူ့အဓိပ္ပာယ်နဲ့သူရှိကြတယ်ခုမြင်နေရတဲ့ Stella Epina မှာလည်းသူ့အဓိပ္ပာယ်နဲ့သူရှိတယ် story ဆန်ဆန်ပြောမယ်ဆိုရင်တော့လူတွေအရောက်ပေါက်နေတဲ့အမြင့်တနေရာမှာပန်းလေးကသူ့ဟာသူပွင့်နေတယ်ဒီ Stella Epina ပန်းလေးပွင့်မှုအတွက်နှွေးထွေးတဲ့မြေပြင်တွေလှပတဲ့ဥယျာဉ်တွေဥယျာဉ်မှုရဲ့ပြုစုမှုတွေဘာတစ်ခုမှမရခဲ့ပါဘူးဗီဒီယိုကရဲရင်စိတ်တဲ့အရန်ကြနေတဲ့အချိန်မှာတခြားလူတွေအတွက်မဟုတ်ပဲကိုယ့်ကိုယ်ပြန်အားပေးဖို့အတွက်လုပ်ထားတဲ့ဗီဒီယိုဒီ Stella Epina ပန်းလေးကိုမြင်ပြီးတော့ရဲရင်သူ့အဓိပ္ပာယ်လေးကိုအရန်သဘောကျသွားတယ်အဲ့ဒါနဲ့အဲ့ပန်းကို streetwear design အဖြစ်လုပ်ဖို့စဉ်းစားလိုက်တယ်အရင်ဆုံး Stella Epina ပန်းလေးကို Photoshop ထဲကိုပြစ်ပြီးတော့ထည့်တယ်ပန်းမွင့်ရဲ့ရှိတ်ကိုပန်တူးလေးနဲ့ slap မှတ်ပေးပြီးတော့နောက်ခံ background ကိုဖြတ်လိုက်ပါတယ်ပန်းမွင့်ကိုရိုးရိုးကြီးဆွဲလိုက်ရင် streetwear design မဟုတ်တော့ဘူးလို့ခံစားရတယ်အဲ့ဒါကြောင့်မို့နည်းနည်းပိုကျန်းတဲ့ feeling ရအောင်ပြောင်းလိုက်ပါတယ်ပြီးတော့ color နေရာမှာရိုးလေးပဲထားချင်တာဖြစ်တဲ့အတွက်ကြောင့် black နဲ့ red ကိုပဲထားလိုက်ပါတယ်ပြီးတော့ရလာတဲ့ပုံလေးကို export ထုတ်ပြီးတော့ Illustrator ထဲကိုပြစ်ထည့်ပါတယ်ပြီးတော့စာသားလေးတွေ icon လေးတွေရှိတ်လေးတွေကိုဟိုနှမ်းထည့်လိုက်ဒီနှမ်းထည့်လိုက်ဟိုနှမ်းရွှေ့လိုက်ဒီနှမ်းရွှေ့လိုက်နဲ့နောက်ဆုံးတော့ဒီဇိုင်းလေးကပြီးသားပါပြီနောက်ပြီးတော့မူကပ်ပေါ်ဒီဇိုင်းလေးကိုတင်ပြီးတော့ကြည့်ပါရယ်ဆွဲထားတဲ့ Stella Epina ပန်းလေးရဲ့အဓိပ္ပာယ်ကလက်ခဲတွေထားမှာမပြိုလဲပဲကိုယ့်ကိုလှပအောင်ဖန်တီးနိုင်တဲ့သူပြီးတော့ဒီဒီဇိုင်းလေးကဒီဇိုင်းတစ်ခုတည်းပို့တဲ့ရင်းအတွက်ဆရာငယ်မှုတွေကိုပျောက်သွားတဲ့အရာလေးပါဒီဗီဒီယိုကိုTikTok ကလာပြီးတော့ကြည့်ပေးရသူရော YouTube မှာကြည့်ပေးရသူရောအားလုံးပဲကျေးဇူးတင်ပါတယ် Subscribe လုပ်ရသေးရင် Subscribe လုပ်ပြီးတော့အားပေးလို့ရပါတယ်အားလုံးပဲ